Uko unega na bamya sa tayo sin jide ni pinya manama de mo de dai amye dan chit sanu ne sana chi se phit de wai teu saung ji mya ye amat tya mya ko pya pya la de minimi lin sa ni so beja ji mya shin nyima ye shin ni pinya lo ka ma se su ne mya swa tai aw beja tu ye yin de ma ne ya yu tha cha de wai teu saung ji de ye shin chin ja ka yin ni chawng wen mu ne shi sia kaung de ni pinya manama tayo sin lo sha mu le twi ka ro beja de ko amye dan amat tya phit pi pyong pyo si da ma be phit pa shin အခုတစ်ခါတင်ဆက်ပေးရှင်တာကတော့ဗိထရှိတော်ဝိုင်းတရုတ်ဆောင်လင်းစံနေစောကအနိပညာမောင်နှမတို့ဖြစ်တဲ့ဝိုင်းတရုတ်ဆောင်ကြီးဥကုတ်ကိုဦးနဲ့တွေ့ဆုံတဲ့အခါတိုင်းအမြဲတမ်းအသေးရပြီးရှစ်စနိုးဖြစ်စားနောက်ရှိစေတဲ့အကြောင်းပုပ္ပလင်းလင်းနဲ့ရေမောကပြောပြလာတဲ့သတင်းစကားလေးပဲဖြစ်ပါတယ်ရှင်တရုတ်ဆောင်ကြီးလင်းစံနေစောကတို့နဲ့နိပညာမောင်နှမဖြစ်တဲ့တရုတ်ဆောင်ကြီးဥကုတ်ကိုဦးတို့ကြားကယင်းနှမှုနဲ့ပတ်သက်ပြီးသူတို့ရဲ့ရိုက်ကူးရင်းနဲ့ပဲတွင်နှစ်ပေါင်းများစွာလွှဲလာခဲ့ကြတဲ့နိပညာမောင်နှမရင်းချများဖြစ်တဲ့ဖြစ် ဥက္ကိုတွေ့ရတဲ့အချိန်တိုင်းတွင်အမြဲတမ်းယင်းဤလုံးရွှေရှစ်စနိုးဖြစ်အပြင်စကလုံးလေးများသုံးခါစားနောက်ကြည့်စေပြီးခေါ်တဲ့ကြောင့်ပုပ္ပလင်းလေးညဖွင့်လာခဲ့တာဖြစ်ပါတယ်ရှင်။အနုပညာတန်တခြားခိုင်မာလုံးတဲ့အတန်ရုံးစဉ်ကြောင့်လူငယ်တွေလိုပဲပြပြရှင်းရှင်းစားနောက်လေးရှိအလေးထားလေးကိုရေမောကဖွင့်ဟလာခြင်းဖြစ်ပါတယ်ရှင်။ဒီဝိုင်းအနုပညာရှင်ကြီးတို့ရဲ့ရှစ်ဆရာကောင်းပြီးရေမောဆရာမောင်နှမစားနောက်မှုလေးကြောင့်အွန်လိုင်းပေါ်ကအမခံပိတ်တက်ကြတဲ့မှာမလေးစာနေစောကတော့အမြဲတမ်းပုဝေလေးလေးနဲ့ရှစ်ဖို့ကောင်းနေတော့ပဲဥက္ကိုဦးနဲ့ကလည်းခေပြန်ဝိုင်းကြီးဖြစ်မှု အခုလိုရှစ်စနိုးနဲ့စောင်းနောက်တက်တာလေးကတကယ့်ကိုအေးချမ်းတဲ့အနုပညာမောင်နှမတန်ရုံးတင်ပါပဲဆိုပြီးဗိဒ္ဓတွေကတခနဲ့တဘောကြက်ကဝိုင်းဝန်းရှိမွန်းနေကြတာကိုတွေ့ရပါတယ်ရှင်။ online ပေါ်ကအမခံဗိဒ္ဓကြီးကလည်းဥက္ကိုဦးကလည်းအမြဲတမ်းတဘောကောင်းပြီးလူကြီးလူကောင်းဆန်တွေမို့မလင်းရဲ့စားနာမှုတွေကိုအပြုံးမပြည့်လက်ခံပေးတာတကယ်ကြည်နူးဖို့ကောင်းပါလေ။ဝိုင်းတရုတ်ဆောင်ကြီးတွေရဲ့အနုပညာလှူရှာမှုတွေကိုအမြဲတမ်းလေးစားအားပေးနေမှာပါနော်ဆိုပြီးခမတ်တင်မှာဝိုင်းဝန်းရှိခင်စွာရေးသားနေကြတာပဲဖြစ်ပါတယ်ရှင်။ ဆက်စုနဲ့များစွာခိုင်မာတဲ့အနုပညာမောင်နှမတန်ရုံးစဉ်များဖြစ်ယင်းဒီလုံးနဲ့ရုပ်ဆောင်လင်းစံနေစောနဲ့ဥက္ကိုတို့ရဲ့အမှားတရားလှူရှာမှုပုံရိပ်များပဲရှင်ကြည်ကြည်အနုပညာနှစ်တာတဲ့အပြည့်ရှိပြီးအရှင်းချင်းရှစ်စနိုးနဲ့စာနောက်တဲ့ဝိုင်းမင်းမကြီးလင်းစံနေစောရဲ့ပွင့်လင်းတဲ့ပင်ကိုဟန်လေးကတကယ်ကိုလေးစားစရာကောင်းလာပါလေ။ဗိဒ္ဓကြီးအနေနဲ့ရောဥက္ကိုတွေ့တဲ့အမြဲတမ်းရှစ်စနိုးနဲ့စာနောက်ကြည့်စေခေါ်တဲ့ဆိုတဲ့တရုပ်ဆောင်ကြီးလင်းစံနေစောရဲ့စကားလေးအပေါ်ဘယ်လိုမျိုးတပေါ်ကြမိလဲ။ ဝိုင်းအနုပညာရှင်ကြီးနှစ်ယောက်ရဲ့ယဉ်ကျေးမှုအပေါ်ရောပါများပြောချင်လဲဆိုတာပုံမှန်မှာမျှဝေပေးခဲ့ပါအောင်ရှင်။တချို့ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်